ရာဝန်တယောက်တော့ရောက်လာတယ်ခမသူရောက်ပြီး3ရက်လောက်နေတော့လူနာတယောက်ဆေးသွားထိုးတာသေသွားတယ်ခမဟိုဒါမျိုးကတခါတလေဖြစ်တတ်ပါတယ်တဲ့ကျွန်တော်တို့ကပြဿနာမရှိပါဘူးနောက်9ရက်လောက်နေတော့နောက်တယောက်သွားပြီးဆေးထိုးရပြန်တယ်ဆရာကြီးရဲ့သေတာပဲခမဟို2ယောက်လောက်ကလည်းကာယမတော်ရင်ဇက်တိုက်ဖြစ်တတ်ပါတယ်ကျွန်တော်တို့ပြဿနာမလုပ်ပါဘူးတဲ့ဆေးထိုးရမှာတော့နည်းနည်းကြောက်သွားတယ်ဗျာတလားလောက်ရှိတော့တယောက်ကသွားထိုးပြန်တယ်ဆရာကြီးသေတာပါပဲဒါကြလည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်ရတယ်ဘယ်လိုတိုင်နှုံးဆိုတော့ဒီဆရာဝန်ကိုမြန်ပြောင်းရင်လည်းပြောင်းပေးပါပြောင်းမပေးနိုင်ရင်လည်းတင်းញိုင်းကုန်းကိုချဲ့ပေးပါဟုတ်တော့ဟုတ်တာပဲလေအဲ့လောက်သေးရင်လည်းချဲ့ဖို့လုံးမကျွန်တော်မေးကြည့်အဲ့ဆရာဝန်ပြောင်းသွားလားဗျာဆိုပြောင်းသွားတာပေါ့ဆရာကြီးဟာတင်းញိုင်းကုန်းချဲ့ရတာခက်တယ်လေတဲ့